ပင်လယ်ဒီမဲ့တို့သည်ပြင်ပ၌ဆူရှိ၍အမြင်ဆိုးတော်လဲအတွင်း၌အမြင်ရတာနှင့်ပြည့်စုံသကဲ့သို့သူတော်ကောင်းတို့၏စိတ်နှလုံးတို့သည်အတွင်းတက်မြင့်မြတ်၍နှစ်သက်ဖွယ်ကောင်းကုန်၏နံပါတ်30စန္ဒကူးပင်သည်6တွေ့တော်လဲမွေးရနံ့ကိုမစွန့်စင်မြောင်ကြီးသည်စစ်မြေပြင်မှုရောက်တော်လဲလူတို့၏မျက်မှောက်၌တင့်တယ်ခြင်းကိုမစွန့်ကြံသည်ဆက်ရန်တရားဖြင့်ကြိတ်တော်လဲချို့သောအရာသာကိုမစွန့်ပညာရှိသူတော်ကောင်းသည်စင်ရဲ့ခြင်းသို့ရောက်တော်လဲသူတော်ကောင်းတရားကိုမစွန့်နံပါတ်31မြတ်သောအမျိုး၌ဖြစ်သောအမျိုးအနွယ်ကိုစောင့်တတ်သောအမျိုးကောင်းသားအမျိုးကောင်းသမီးသည်မိမိစင်ရဲ့၍နေစေကမူယုံညံသောဒုစရိုက်မှုမျိုးကိုမပြုလုပ်ရနံပါတ်32လောက၌စန္ဒကူးနှံ့သာသည်ချမ်းမြေ့၏ထိုစန္ဒကူးနှံ့သာချမ်းမြေ့သည်ထဲလရောင်ကပို၍ချမ်းမြေ့၏လနှင့်စန္ဒကူးတို့ချမ်းမြေ့သည်ထဲကောင်းစွာဆိုအပ်သောသူတော်ကောင်းတို့၏စကားကပို၍ချမ်းမြေ့၏နံပါတ်33ပရုံးတို့သည်ပန်းရနံ့ကိုအလိုရှိကုန်၏သူတော်ကောင်းတို့သည်ဂုံကျေးဇူးကိုအလိုရှိကုန်၏ရင်ကောင်တို့သည်အပုပ်ကိုအလိုရှိကုန်၏သူယုတ်မာတို့သည်အမျက်ဒေါသကိုအလိုရှိကုန်၏နံပါတ်34အမိယုတ်သူအားမကောင်းသောစကားရှိ၏နှုတ်ထွက်မကောင်းအဖယုတ်သူအားမကောင်းသောအမှုကျင့်ရှိ၏အကျင့်မကောင်းမိဘနှစ်ပါးစုံရုပ်လျင်မူကားစကားလည်းမကောင်းအကျင့်လည်းမကောင်းနံပါတ်35အမိမြတ်သူအားကောင်းသောစကားရှိ၏အဖမြတ်သူအားကောင်းသောအမှုအကျင့်ရှိ၏မိဘနှစ်ပါးစုံမြတ်မူကားစကားလည်းကောင်းအကျင့်လည်းကောင်း၏နံပါတ်36စစ်မြေပြင်၌ရဲရင်တော်သူကိုအလိုရှိကုန်၏လျှို့ဝှက်တိုင်ပင်ရာတို့၌နှုတ်လုံသူကိုအလိုရှိရကုန်၏ထမင်းအဖျော်ကောင်းစားတောက်ရာတို့၌အချစ်ဆုံးသောသူကိုအလိုရှိရကုန်၏အခက်အခဲကြုံတွေ့ခဲ့သောပညာရှိကိုအလိုရှိအပ်ကုန်၏နံပါတ်39အမှုကိစ္စဟူသည်များကိုအစောတလျင်ကိုယ်တိုင်လည်းမပြုသင့်သူတစ်ပါးကိုလည်းမပြုစေသင့်အမှုကိစ္စကိုအစောတလျင်ပြုခဲ့သောပညာအသိဉာဏ်နည်းသောသူသည်နောက်မှပူပန်ရတတ်၏နံပါတ်38အမျက်ဒေါသကိုဖြောင်းနိုင်မူကားတယံတဆင့်မျှမစိုးရင်ရသူတစ်ပါးကျေးဇူးတည်ခြင်းကိုဖျားစာသောသူတော်ကောင်းတို့ကချီးမွမ်းကြကုန်၏သူခတ်သိမ်းတို့၏ကြမ်းကြုတ်သောစကားကိုတီးခံရ၏ဤသို့တီးခံခြင်းကိုဖျားစာသောသူတော်ကောင်းတို့ကမြတ်၏ဟုမိန့်ဆိုကြကုန်၏နံပါတ်39ဆုံးမရာ၏မပြတ်ဆုံးမရာ၏ယုံမှသောအကျင့်မှလည်းတားမြစ်ရာ၏ဆုံးမတဲ့သူကိုသူတော်ကောင်းတို့ကချစ်ခင်၏မသူတော်တို့ကမချစ်ခင်ကြနံပါတ်40ကိုယ်ထက်မြတ်သောသူကိုကိုနှိမ့်ချသဖြင့်အောင်ရ၏ရဲရင်သောသူကိုတင်းခွဲသဖြင့်အောင်ရ၏ကိုအောင်နှိမ့်ချသူကိုအနှဲငယ်ပေးသဖြင့်အောင်ရ၏ကိုနှင့်အဆင့်တူသောသူကိုလုံးလပြုသဖြင့်အောင်ရ၏နံပါတ်41သူတော်ကောင်းတို့၏ဥစ္စာသည်နည်းတော်လဲတွင်းမှထွက်သောရေကဲ့သို့အတုံးဝင်၏သူယုတ်တို့၏ဥစ္စာသည်များပင်များတော်လဲသမုဒ္ဒရာမှစားငံရေကဲ့သို့အတုံးမဝင်ချေနံပါတ်42မြစ်တို့သည်ရေကိုမတောက်ကုန်သူတစ်ပါးအကျိုးသာဖြစ်၏တစ်ပင်သည်အသီးကိုမစားသူတစ်ပါးအကျိုးသာဖြစ်၏
မိုးသည်တခါတရံမျှကောက်ပင်ကိုမစားသူတော်ဘာအကျိုးသာဖြစ်၏သူတော်ကောင်းတို့၏ဥစ္စာသည်သူတော်ဘာအကျိုးသာဖြစ်၏နံပါတ်43မတောင်းတအပ်သည်ကိုမတောင်းတရမကြံအပ်သည်ကိုမကြံရတရားသဘောနှင့်ဆက်ရှင်သည်ကိုသာလျှင်ကောင်းစွာကြံရ၏အချိန်ကိုအချင်းအနည်းမကုန်လွန်စေရမကြံဘဲလျက်ဖြစ်တတ်၏ကြံတော်လဲပြတ်တတ်၏မှန်၏မိန်းမဖြစ်စေယောက်ျားဖြစ်စေစည်းစိမ်ဥစ္စာတို့သည်ကြံစီတိုင်းမပြီးစီတော့နံပါတ်45သူတော်မဟုတ်သူယုံမာကိုချစ်ခင်သူသူတော်ကောင်းကိုမချစ်ခင်သူသူယုံမာတရားကိုနှစ်သက်သူပျက်စီးခြင်း၏အကြောင်းသာဖြစ်သည်နံပါတ်46သူယုံမာကိုအလွန်အကဲချစ်ခင်မှုမပြုအပ်သူယုံမာသည်ဥကောင်းပေါ်တင်၍မြောက်စားတော်လေရေမပြေသောအိုးကဲ့သို့အုပ်အုပ်ကျဲကျဲစကားကွက်ခြင်းကိုပြုတတ်၏နံပါတ်49မွေသည်ကြမ်းကြုတ်၏သူယုံမာသည်လည်းကြမ်းကြုတ်၏မွေထက်သူယုံမာကပို၍ကြမ်းကြုတ်၏မွေကိုမန္တရားစေဝါတို့ဖြင့်ငြိမ်းအေးနိုင်၏သူယုံမာကိုအဘယ်မည်သောမန္တရားစေဝါဖြင့်ငြိမ်းအေးနိုင်အံ့နည်းငြိမ်းအေးနိုင်သောစေမရှိနံပါတ်48လူမိုက်သည်မိမိမိုက်၍နေသည်ကိုသိလျှင်ပညာရှိမည်၏လူမိုက်သည်မိမိမိုက်၍နေသည်ကိုမသိဘဲပညာရှိအထင်ရောက်ခဲ့သောသူမိုက်အစစ်ဟုခေါ်ဆိုရ၏နံပါတ်49လူမိုက်သည်မိမိပြုလုပ်သောမကောင်းမှုအကျိုးပေးခြင်းမရောက်သေးလျှင်အကုသိုလ်ကိုပြားရည်တပွဲအောက်မေ့တတ်၏မကောင်းမှုအကျိုးပေးခြင်းရောက်သည့်အခါဆင်းရဲဒုက္ခသို့မုတ်ချမလွဲရောက်မြဲဖြစ်၏နံပါတ်50အိမ်မပြောညာနိုးနေတော်သူအားမြင့်သည်ရှည်လျား၏ခရီးပင်ပန်းသောသူအားတယူဇနာခရီးသည်ရှည်လျား၏သူတော်ကောင်းတရားကိုမတည်သောလူမိုက်တို့အားတန်တရားသည်ရှည်လျား၏နံပါတ်51စေတဘောထားယုံညံ့သောသူသည်သူတစ်ပါး၏နှမ်းစေတပွဲတင်းငယ်သောအပြစ်ကိုရှုမြင်တတ်၏အုံသည်အလားကြီးမားသောမိမိ၏အပြစ်ကိုမူမမြင်တတ်နံပါတ်52သူမိုက်သည်ပညာရှိအားချီးမွမ်းခြင်းဖြင့်ဒဏ်ပေးသည်မြည်၏ဒဏ်ပေးရာရောက်၏ပညာရှိကိုပညာရှိကချီးမွမ်းမှသာလျှင်ကောင်းစွာချီးမွမ်းသည်မြည်၏ချီးမွမ်းရာရောက်၏နံပါတ်53လူချင်းတတ်မဲ့သူကိုတစိုးလက်ဆောင်ပေးခြင်းဖြင့်သိမ့်ပိုက်ရာ၏ခက်ထန်သူကိုလက်အုပ်ချီသည်ဖြင့်သိမ့်ပိုက်ရာ၏သူမိုက်ကိုအလိုလိုက်သည်ဖြင့်သိမ့်ပိုက်ရာ၏ပညာရှိကိုဟုတ်မှန်တိုင်းပြုသည်ဖြင့်သိမ့်ပိုက်ရာ၏နံပါတ်54အကျိုးစီးပွားကိုဆောင်ရွက်ခဲ့သောရန်သူသည်မိတ်ဆွေမည်၏အကျိုးစီးပွားကိုမဆောင်ရွက်သောမိတ်ဆွေသည်ပင်ရန်သူမည်၏အနာရောဂါသည်ခန္ဓာကိုယ်၌ဖြစ်လျက်အကျိုးမဲ့ကိုပြုတတ်၏ဆေးသည်တော၌ဖြစ်လျက်လူ၏အကျိုးစီးပွားကိုဆောင်တတ်၏နံပါတ်55မျက်ကွယ်၌ကျေးဇူးကိုခြေဖြတ်တတ်သောမျက်မှောက်၌ချစ်ဖွယ်သောစကားကိုပြောဆိုတတ်သောမိတ်ဆွေမျိုးကိုအစိတ်အိုး၌ကြာရောက်သောပြားရည်ကိုမသုံးဆောင်ဘဲရှောင်ကျဉ်ရသကဲ့သို့ရှောင်ကျဉ်ရ၏